မင်္ဂလာပါရှင် Source Voice Library ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တမန်တောင်ငူရေးသားထားတဲ့စောရမင်းကောင်ဇာတ်လမ်းတွေကဘာကြီးမုံနဲ့မကြေးအောင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးကိုနားဆင်ခံစားပေးကြပါအောင်ရှင်အချိန်အခါမဟုတ်ပါပဲမိုးကရွာသွန်းလို့နေတယ်မင်းကောင်တို့၃ယောက်ဟာတောင်ငူမြို့ကနေထွက်လာခဲ့ကြပြီးမြို့ငယ်ကလေးများကိုဖျက်ဆီးကပြမနာမြို့စီရောက်ခဲ့ကြတယ်မြို့ကအတော့ကိုစီပင်သားရလွန်းနေမင်းကောင်တို့လည်းမြို့ပြရဲ့အခြေအနေရရက်ကိုရောက်တုံးရောက်ခိုက်လှည့်လည်ပြီးကြည့်မိကြတယ်ကြည်ရင်ကမြို့ပြရဲ့ခိုင်မာတဲ့အခြေမြစ်တွေကိုကြည့်ရှုပြီးတမိုင်းချောင်းကိုသိလိုလာကြတယ်ဒီအတွက်မေးမြန်းဖို့ရာအစဉ်ပြေနိုင်လောက်မဲ့နေကန်လူတို့ကိုရွေးချယ်ကြည့်မိတယ်မေးလဲမေးမိကြတယ်အတော်များများကအလုံးမရှုပ်လို့လားတကယ်ပဲမသိတာလားမပြောတဲ့မသိဘူးလို့သာပြောကြတယ်လင်းကားဆရာမကမေးမိလို့အဖြေကိုမရတော့မင်းကောင်တို့လည်းလက်လျှော့တော့မယ်လို့တွေးမိကြချိန်ဖြတ်သွားဖြတ်လာရင်နှစုံနှဖျားကြားမိတဲ့လူတစ်ယောက်ကသူတို့အနားကိုရောက်လာတယ်။နောင်ကြီးတို့ခေါ်တဲ့ကြောင့်မင်းကောင်တို့လှည့်ကြည့်လိုက်ကြတယ်။တစ်ဖက်လူကရီရီမုံမုံနဲ့သူတို့ကိုကြည့်နေပြီးခမရတို့ခုနကဒီမျိုးအကြောင်းကိုမေးမြန်းနေတာကြားမိလိုက်လို့မင်းကောင်တို့လည်းဝမ်းသာသွားကြတယ်။ဒေသန္တရဘ ഹു တုတတစ်ခုအဖြစ်ရောက်တုံးရောက်ခိုက်သူတို့မှတ်သားသွားကျင်ကြတယ်လေဟုတ်တယ်ဗျဒါပေမဲ့ဒီကလူတော်တော်များများကမသိကြဘူးလို့ပဲပြောနေကြတယ်ဟုတ်မှာပေါ့သူတို့တွေကထူအလွန်တာကိုတကယ်ဆိုကိုမျိုးအကြောင်းတော့ကိုသိတဲ့နဲ့မဟုတ်လားဒါပေါ့ဗျာဒါပေါ့ဥပထူကပြောလိုက်တယ်ဒီခိုက်တာနောကဝမ်းသာအားရနဲ့ဒီလိုပြောပုံရဒီကနောင်ကြီးကတော့သိတယ်ထင်တယ်နော်တစ်ဖက်သူကရဲလေတယ်ကျုပ်လည်းမသိဘူးဗျဒါကြောင့်ကျုပ်ကိုယ်တိုင်လဲငထုငအအဖြစ်သတ်မှတ်ထားတယ်ဟောဗျာမင်းကောင်တို့ရေရခက်ခက်ငိုရခက်ခဲတစ်ဖက်သူကဆက်ပြောတယ်ဒါပေမဲ့ဒီမျိုးအကြောင်းကိုသိတဲ့သူရှိတယ်ဗျသူဘယ်မှာနေတယ်ဆိုတာကျုပ်သိတယ်ဟုတ်လားဒါဖြင့်လမ်းညွန်ပေးစမ်းမအောင်ဗျာလမ်းညွန်ရုံနဲ့မကဘူးလိုက်ပါပို့ပေးမယ်ဗျာဒါဆိုရင်တော့ပိုကောင်းတာပေါ့ဗျာလိုက်ပို့ကတော့2 ရူပီပေးရမယ်နော်ဟာအခချင်းငွေနဲ့လားမင်းကောင်တို့အံ့ဩစွာနဲ့မေးမိကြတယ်အခချင်းနဲ့ပေါ့ဗျဘာလို့လဲခင်ဗျားတို့ကမပေးနိုင်လို့လားပေးနိုင်ပါတယ်ဗျာဒါပေမဲ့စေတနာတည်တဲ့နဲ့ကုညီတဲ့ထင်တာစေတနာကောင်းရင်ကံကောင်းတယ်လို့ကြုတ်ကြားဘူးတယ်ဒါပေမဲ့ဗျာလက်ရှိအခြေအနေမှာတော့စေတနာဆိုတာဝမ်းရည်လောက်ရေးမပါတော့ဘူးဗျပြီးတော့သူတို့နေရာတွေကဒီနဲ့နည်းနည်းလှမ်းတယ်ဥပထုဆက်မပြောတော့ဘူး2 ရူပီထုတ်ပေးလိုက်တယ်ကဲလိုက်ပို့ကြည့်တော့ဗျာကဲလိုက်ခဲ့ကြဗျာဒါနဲ့ခမည်းနာမည်ကကျုပ်နာမည်ကကံမြင့်နဲ့ကံမြင့်ဆိုတဲ့သူကသူ့နာမည်ပြောပြီးတာနဲ့အရှိကနေလှမ်းထွက်သွားတော့တယ်မင်းကောင်တို့လည်းအနောက်ကနေလိုက်ခဲ့ကြတယ်စိတ်ထဲမကြည်မလင်ဖြစ်သွားရတော့ကံမြင့်ဆိုတဲ့လူကိုတော့စကားမပြောပြကြတော့ဘူးပေါ့တနေရာကိုရောက်တော့အရှိကသွားနေတဲ့ကံမြင့်ကဘိမ့်မုံတဲ့စီကနေဘိမ့်မုံအများပြားကိုဝင်ဝဲလေတယ်ပြီးတော့ဘိမ့်မုံထုတ်ကိုကင်ပြီးလမ်းအတိုင်းဆက်သွားတယ်အတော်ကြာကြာသွားပြီးတော့မြို့ရဲ့အစွန်ဘက်နေရာကိုရောက်လာကြတယ်။နေရာအငွေတက်ကမြို့ပြအရေးစီမှာပဲဆိုပေမဲ့တတိတခြားဆန်လာတယ်။နေရာတိုင်းမှာကလေးသူငယ်တွေရှိနေတယ်။နေရာတိုင်းမှာအစုပ်အပြက်အမိုက်ပုံများကရှိနေတယ်။ကံမြင့်ကိုမြင်တာနဲ့ကလေးတွေကစုဝေးရောက်ရှိလာကြတယ်။ကလေးတွေတော်များလာတော့ကံမြင့်ကကဲဒီနေ့ကတော့မင်းတို့အတွက်ဘိမ့်မုံပါလာတယ်ကွာယူကြစားကြ။ကလေးတွေကပျော်ရွှင်ပြီးဟေးကနေဟစ်အော်ကြတယ်ကံမြင့်ကရဲမောပြုံးရှင်စွာနဲ့ကလေးတွေစီကိုဘိမ့်မုံတွေဝေပေးနေတယ်ကလေးတွေအားလုံးနီးပါးကိုဝေလို့ပြည့်စည်ချိန်ကျဘိမ့်မုံနှစ်ခုကိုကင်ပြီးကလေးတွေကိုကြည့်ကအဘမုံဘယ်မှာတော့ကွဟိုးဘက်ကငားကန်မှာငားများနေတဲ့ကိုကြီးကန်အော်အေးတော်မင်းတို့ကစားကြတော့ရမဖြစ်နဲ့နော်ဟုတ်ကဲ့ပါဗျကလေးတွေပြည့်ထွက်သွားတော့ကံမြင့်ကရက်ကြည့်နေကြတဲ့မင်းကောင်တို့စီယာကိုရောက်ရှိလာတယ်နောင်ကြီးတို့ရေအဘမုံစီသွားကြစို့ကံမြင့်ကခြေလန်းစားပေမဲ့မင်းကောင်တို့ကရက်မြဲရက်နေရင်ကခမည်းကဒီကိုအမြဲလာနေကြပဲလားလာနေကြမဟုတ်ဘူးဗျကျုပ်ကဒီမှာပဲနေတာဟင်ခမည်းကဒီမှာနေတာဟုတ်လားဟုတ်တယ်လေဘာဖြစ်လို့လဲဒါအများဗျာခမည်းနေတဲ့နေရာပါလို့အစောကလေးကပြောတော့ပေါ့ဩစကားမဆက်မိလို့ပါဗျာကျုပ်ကဒီကနေပြီးတော့မြို့ထဲမှာအလုပ်လုပ်တယ်လေကဲအဘမုံစီကိုသွားကြစို့ကံမြင့်ကအရှိကနေသွားတော့မင်းကောင်တို့လည်းနောက်ကနေလိုက်ကြတယ်
တဲရဲလို့တော့မမြင်နိုင်တဲ့နေရာကလေးတွေကြားကနေဖြတ်တန်းပြီးတစ်ဖက်ကကံပေါင်ကြီးစီကိုတက်ကြရတယ်ကံပေါင်ကြီးတိုင်းဆက်တက်လာတော့တနေရာကတစ်ပင်အရေးအောက်မှာငားများတဲ့တစ်ချောင်းနဲ့ငားများနေတဲ့အသက်80ကျော်အရွယ်အဖိုးကြီးတစ်ယောက်နဲ့အလွန်မှကိုချောမောလှပလွန်းတဲ့အသက်18နှစ်လောက်သာရှိအောင်မဲ့မိန်းမငယ်တစ်ယောက်ကိုတွေ့ကြရတယ်အဲ့ဒါဘာကြီးမုံပဲသူကဗဟုသုတအရာအတော်ဆုံးလင်းတယ်ခင်ဗျားတို့သိလို့တာတွေသူ့စီမေးမြန်းလို့ရတယ်သူ့နဘေးကမိန်းကလေးကတော့မကြေးအောင်နဲ့ဘာကြီးမုံရဲ့တူတီတော်မြေးမလေးမကြေးအောင်ကမျက်စိမမြင်ဘူးလှတာတော့တိတ်လှတယ်ကံမြင့်ပြောတော့မင်းကောင်တို့လည်းစိတ်မကောင်းဖြစ်မိကြကမိန်းမငယ်စီကိုလှမ်းကြည့်မိကြတယ်ပန်းနူရောင်ပိတ်စာငယ်ကိုခေါင်းစီမှာတိုင်းလို့စီးနှောင်ထားတဲ့မိန်းမငယ်ရဲ့အသွင်ကတကယ်ကိုနှစ်လိုဝဲရအချင်းတို့နဲ့ပြည့်စုံလွန်းနေပါရဲ့ကံမြင့်ကရှေ့ဆက်လန်းတော့မင်းကောင်တို့လည်းအနောက်ကနေလိုက်ကြတယ်သူတို့နာရောက်ချိန်ကျတော့မကြေးအောင်ကစီးကြိုကဖြင့်အကိုကံမြင့်ရောက်ပြီလားအင်းရောက်ပြီမကြေးအောင်ဒီတစ်ခါကောဘဲကဘလို့ကြိုသိနေရပြန်တယ်လေကံမြင့်ပြောတော့မကြေးအောင်ကရည်တယ်သိတာပေါ့မကြေးအောင်စီမှာတာမန်မျက်စိမဟုတ်တဲ့နက်မျက်စိရှိတယ်လေအဲ့တဲ့တွေလည်းပါတယ်မဟုတ်လားကံမြင့်ရေးလိုက်တယ်ပြီးတော့မကြေးအောင်ကိုရွှွှွဆဆကြည့်လိုက်ပြီးမကြေးအောင်ရဲ့အထောက်တော်လေးများလာသွားခဲ့ပြီထင်တယ်အမှန်ပါပဲကံမြင့်နဲ့မကြေးအောင်တို့အပြန်အလှန်ပြောရင်းရေမောနေကြတယ်မင်းကောင်တို့ကတော့ရေမောနေတဲ့မကြေးအောင်ကိုအမှတ်တကယ်ငေးကြည့်နေမိကြတယ်အဲ့ဒီခိုက်ဘာကြီးမုံကကံမြင့်ကိုလှည့်ကြည့်လာပြီးမောင်ကန်ဗျာဘာကြီးမင်းလှုပ်အားကားတွေနဲ့မုံနေဝဲလာပြန်နေဆိုဟုတ်ကဲ့ဘာကြီးထုံးလေးတို့ကိုကြွေးခဲ့လိုက်တယ်ဘာကြီးနဲ့မကြေးအောင်တော့တခုစီယူလာခဲ့တယ်မင်းနဲ့ကွယ်အကုန်ကြရှာလို့အိုးအဲ့ဒီလိုလည်းပဲဟုတ်ပါမလဲဘာကြီးရဲ့ဒီကကလေးတွေကိုကျုပ်ကတန်ရောစင်ရှိနေလို့ပါဘာကြီးမုံကဘာမှမပြောတော့ဘူးကံမြင့်လည်းဘာဆက်ပြောရမယ်မသိတော့ငြိမ်သွားရတယ်မင်းကောင်တို့ကဆိုတာဆိုးရောပေါ့ဒီချင်းတွေကိုမကြေးအောင်ကဝင်ထိန်လိုက်တယ်ကိုကန်ဧည့်သည်တွေလည်းပါတယ်ဆိုဘယ်အတွက်ကြောင့်ရောက်လာကြတဲ့သူတွေလဲအော်ဟုတ်သားပဲဧည့်သည်တွေကဘာကြီးစီကိုလာကြတာကျုပ်စီကိုဘာကြီးမုံကမင်းကောင်တို့ဘက်ကိုကြည်လာတယ်ဘယ်ကများလဲကွဘာကြီးမုံကပဲဆက်မေးတယ်စကိုင်းကပါဘာကြီးခရီးသွားရင်အပြန်ဒီမြို့ကိုရောက်တော့လူနေစီကားတာမို့မြို့အကြောင်းလေးစိတ်ဝင်စားမိလားလို့ပါဘာကြီးဥပထုကပြောလိုက်တယ်ဘာကြီးမုံကခေါင်းကိုညှိပြီးဒီမြို့လေးရဲ့အကြောင်းကစိတ်ဝင်စားမယ်ဆိုရင်လဲစိတ်ဝင်စားလို့ရလေရဲ့စိတ်မဝင်စားဘူးဆိုရင်လဲစိတ်မဝင်စားလို့ရလေတယ်ဘာကြီးရဲ့စကားကထူးဆန်းလာကြည်လားဘလို့ကြောင့်တော့ပြောပြပါအောင်ဗျာဒီမျိုးကိုဗမာဘရင်တွေလက်ထက်ကလေးကဥရွှေတုတ်ဦးစီးတဲ့လူ9ဦးကစင်းနုတော်9စုနဲ့အတူစတင်တည်ထောင်တယ်နင်းကျန်းလို့ခေါ်တယ်နေကျန်း12မြို့ထဲမှာအစီကားဆုံးမြို့လို့သတ်မှတ်တယ်ပြင်မနာဆိုပြီးခေါ်ကြတယ်ပြင်မနာကစပြီးပြောမယ်ပြင်မနာဆိုတာကတော့တောင်ငူကိုအုပ်ဆိုးတဲ့ကရင်ဟာသမီးမထွန်းကားတာမို့ပြင်းမာဆိုတဲ့ကရင်မလေးကိုမွေးစားလိုက်တယ်ပြင်းမာကအရွယ်ရောက်တော့လယ်သမားတစ်ယောက်နဲ့ခိုးရလိုက်ပြီတယ်ကရင်ကဒေါသထွက်ပြီးသူ့ရဲမက်တွေနဲ့လိုက်စီတာမှာဒီအရက်မှာပြင်းမာတို့နားနေကြတော့မိသွားခဲ့တယ်ဒါကြောင့်ပြင်းမနာပေါ့နောက်နင်းချမ်းဆိုတဲ့နာမည်ကိုလက်လိုက်ချောင်းခေါ်တဲ့ငလိုက်ချောင်းကိုဝါကြမ်းကင်းနဲ့ဖြတ်နေပြီးသွားရတာကြောင့်ဒီအမည်တွင်တာလို့သိရတယ်နင်းချမ်းအတွက်အခြားသောအကြောင်းတွေလည်းရှိတယ်ထားတော့ဒါကနေကျန်12မြို့ဆိုတာကတော့မဟာတက္ကရာ1214အင်္ဂလိပ်တို့ကဗမာပြည်ကိုဒုတိယအကြိမ်သိမ်းယူတယ်။အဲ့ဒီမှာကေတုမတီ55မြို့နယ်က12မြို့ကိုခြံပြီးပေးအပ်ရတယ်။နေကြားကြောက်တိုင်ကိုရေနီမြို့စီမှာစိုက်ထူတယ်။ကြံရစ်တဲ့12မြို့ကိုတော့နေကျန်းလို့သတ်မှတ်တာပေါ့။နေကျန်းမြို့တွေကတော့တောင်ညိုဝါနယ်ကုန်းဆိုတာကလေဝေးမင်းပြင်းရန်အောင်မြင်းဝင်ကမူတက်တက်တောင်ဝင်ဇယသိန်းရွှေမြို့နင်းချမ်းပြင်မနာယခုပြင်မနာပေါ့ပြကောင်းကြည်တောင်ခေါမတို့တွေပေါ့ဒီမြို့တွေထဲမှာမှနင်းချမ်းမြို့ဟာလူသူအစီကားဆုံးဖြစ်ရတယ်နောင်လာခါမှာမြင်းချမ်းနဲ့နင်းချမ်းကအင်္ဂလိပ်တပ်ပုံစင်တူနေတဲ့အတွက်ကြောင့်စာပေးစာယူကိစ္စများလွဲမှားကြရတယ်ဒါကြောင့်နင်းချမ်းကနေပြင်မနာလို့အမည်ပြောင်းတယ်မြို့စီမှာအင်္ဂလိပ်ရုံးတွေအခြေစိုက်ကြတယ်ဒါပါပဲဘာကြီးမုံကပြင်မနာအကြောင်းကိုဏီကုန်းချုပ်လိုက်လေတယ်ထူးထွေတဲ့တမိုင်းကြောင်းကိုရှိသေးလားဘာကြီးရှိတော့ရှိမှာပေါ့ဘာကြီးမုံကမတင်မကြဖြေတယ်ပြီးတော့တပ်ပြင်းအရှိကြီးကိုချတယ်ဘာကြီးမုံကြည့်ရတာ
စိတ်မကောင်းစရာတမိုင်းကြောက်တစ်ခုအတွက်နဲ့နှင့်နေတဲ့ပုံမှာပဲလူကက်ခက်မညံ့ညတဲ့ဥပါထုတို့လည်းဒီအတွက်ကြောင့်ထပ်မမေးတော့ပါဘူးသိကျင်တာလည်းသိပြီးပြီဆိုတော့ဘာကြီးမုံအတွက်ကိုငွေတချို့ဂါရဝပြုခဲ့ပြစီတာဒုဥပါထုတို့လည်းထပြန်လာခဲ့ကြတယ်၃ယောက်စလုံးရဲ့စိတ်ထဲမှာတော့ကို့မျိုးရဲ့အကြောင်းကိုပြောပြသူဘာကြီးမုံတယောက်ဂုံယူကြည်ပြဟန်မရှိတာကိုသတိထားမိကတွေးမိနေကြလေတယ်ဘာကြီးမုံပုံစံကတစ်မျိုးပဲနော်ဟုတ်တယ်တစုံတစ်ခုအတွက်ကိုကြေကွဲဝမ်းနည်းနေတယ်လို့ပဲသူ့တိတ်မှာဒီမျိုးနဲ့ပတ်သက်ပြီးအကြောင်းတစ်ခုကိုရှိနေလို့နေမှာပေါ့ဟင်ဘောအဲ့ဒီလိုပဲဖြစ်မှာပါ၃ယောက်သားစကားပြောရင်ထွက်လာကြတော့အနောက်ကနေခြေတံကိုကြားလိုက်ရတယ်လှည့်ကြည့်လိုက်တော့ကံမြင့်တယောက်သူတို့အနောက်ကိုပြေးလိုက်လာတာပါမင်းကောင်တို့လည်းရက်ဆောင်လိုက်ကြတယ်ကံမြင့်ကအနားရောက်လာတော့ရဲရှင်နဲ့မျက်နှာထားနဲ့ကဲဘလို့လဲနောင်ကြီးတို့ကြားကျင်သိကျင်တာတွေသိခဲ့ရပြီလားသိခဲ့ရပြီဆိုတော့တာနောကပြန်ဖြေတယ်နောင်ကြီးတို့သိကျင်ရသိခဲ့ရတယ်ဆိုတော့ကျုပ်လဲဝမ်းသာမိပါတယ်ဗျာကံမြင့်ကပြောတယ်ဥပထုတယောက်ကသာအင်းတလုံးဖြေလို့တုံ့ပြန်တယ်ဒါကိုကံမြင့်ကသတိထားမိလေပြီးခမရတို့ကြည်ရတာဘာကြီးမုံရဲ့အပြောဆိုတွေပုံတံတွေကြောင့်စိတ်ထဲဇနှောင်ဇနှင်းဖြစ်နေတယ်ထင်တယ်ဘာကြီးမုံကအဲ့ဒီတိုင်းပဲဗျတကယ်တော့သူ့ဘဝကအတိတ်မှာကြေခွဲစရာတွေနဲ့ဖြစ်နေခဲ့တယ်ဘလို့ကြောင့်လဲတာနောကဝင်မေးလာတယ်ကံမြင့်ကဒီเจ้าတွေကိုပြောမယ်ဆိုရင်တော့ကျုပ်တို့အေးအေးလူလူရှိမဲ့တနေရာစီသွားမှထင်တယ်နော်နှစ်လူပြီးပေးရအောင်မလားကံမြင့်ကစကားခေါ်တယ်လို့ပြောနေတာကြောင့်တာနောကအရှိကစကားပိတ်ပြောလိုက်တယ်ကံမြင့်ကရေမောလိုက်တယ်မပေးရပါဘူးဗျာခုနကနှစ်ယူပြီးတောင်းတယ်ဆိုတာကကလေးတွေကိုမုံဝဲကျွေးဖို့နည်းနည်းလိုနေလို့ပါခမရကအဲ့ဒီကလေးတွေကိုအမြဲဝဲကျွေးနေကြလားမင်းကောင်ကဝင်မေးလာတယ်ဟုတ်တယ်အဲ့ဒီကလေးတွေကဘာကြီးမုံမွေးစားထားတဲ့မိဘမဲ့ကလေးတွေလေသူတို့လေးတွေအတွက်ကျုပ်ကအမြဲတမ်းဝယ်ကျွေးဖြစ်တယ်။ကံမြင့်စကားကြောင့်မင်းကောင်တို့လည်းဘာကြီးမုံရဲ့နောက်ကျောင်းကိုပုံမိုသိလိုလာခဲ့တယ်။ကိုကံမြင့်ဘာကြီးမုံကျောင်းကိုကျုပ်တို့စီပြောပြဗျာ။ခမရတို့သိချင်နေတာပဲဗျာ။ဘာကြီးမုံစီကသိရခဲ့ရတဲ့အရာတွေကနဲပါတော့နှစ်ရူပီတန်မှာမဟုတ်ပါဘူး။ဒီတော့တန်ရတန်ချင်းဖြစ်အောင်ကျုပ်ပြောပြပါမယ်။အဖိုးခအတွက်ကြောင့်သိချင်တာမဟုတ်ဘူးမောင်ကံမြင့်။ကံမြင့်ချက်ချင်းပြပြသလဲဖြစ်သွားတယ်။တောင်းပန်ပါတယ်ဗျာကျုပ်ကစကားပြောလောသွားတာပါ။ထားပါတော့လေကဲပါဗျာဒီကနေဟိုးဘန်နာမှာကန်ရှိတယ်အဲ့ဒီနဘေးမှာပြောပြပါမယ်မင်းကောင်တို့လည်းဘာမှမပြောတော့ပဲကံမြင့်ခေါ်ဆောင်ရအောင်နောက်ကိုလိုက်ခဲ့ကြပါတော့တယ်ငမုံဆိုတာကနေကြံ12မြို့ကိုအပိုင်စားတဲ့နေစားမင်းရဲ့အမှုရန်တယောက်သူထမ်းရွက်ရတဲ့အမှုကအပြစ်သားတွေကိုတုတ်တင်ကွက်မြရတဲ့အာနာဘကောသားအလုပ်ရည်ဒီအလုပ်ကသူတို့မျိုးရိုးစင်ဆက်ဆင့်ကန်းလာခဲ့ကြရကအခုငမုံလက်ထက်စီကိုရောက်လာတယ်ငမုံကဒီအမှုကိုလှုပ်လို့သူမဟုတ်ဘူးဒါပေမဲ့ညင်းဆန်မှုအခွင့်မရှိလေတော့လှုပ်ဆောင်ရတယ်ဒီတစ်ချိန်ခါမှာတော့သူဟာအပြစ်သားဖြစ်တဲ့မဲညိုးဆိုတဲ့မိမပြိုလေးတယောက်ကိုတုတ်တင်ဖို့ဖြစ်လာတယ်တုတ်တင်မဲ့နေ့မှာမြင်းမိတဲ့မဲညိုးကိုရုတ်တရက်ကြီးသူဆွဲလန်းသွားမိရတယ်မဲညိုးကလည်းသူ့လိုပဲဒီလိုရေးကြောင့်ငမုံဟာမဲညိုးကိုဥပတမြင်သုံးလို့လွတ်မြောက်စေလိုက်တယ်နောက်တော့သူကိုယ်တိုင်လည်းအဲ့ဒီကနေစွန့်ခွာပြီးမဲညိုနဲ့တူတောနယ်တစ်ခုမှာဇက်မြုပ်နေထိုင်ခဲ့တယ်။ညာနှင်းဆိုတဲ့သမီးလေးတယောက်ထွန်းကားတယ်။ညာနှင်းလေးအရွယ်ရောက်လာတော့တိတ်ကိုလှပလွန်းတယ်။ငမုံနဲ့မဲညိုကလည်းညာနှင်းကလေးကိုအလွန်မင်းချစ်ကြလေတော့လုံလေသေးမရှိအောင်ထားကြတယ်။ဒီလိုနဲ့ညာနှင်းလေးအိမ်အောင်ရသားပြုတ်မဲ့ရက်ကိုရောက်လာတယ်။မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အချိန်မှာနေစားမရဲ့ရဲမက်တွေရုတ်တရက်ရောက်လာပြီးငမုံနဲ့မဲညိုကိုဖန်စီခေါ်ဆောင်သွားတော့တယ်မိဘနှစ်ပါးကိုဖန်ဆီးသွားတဲ့ချိန်ညာနှင်းတယောက်တည်းမင်္ဂလာဝဲပြတ်တဲ့သူတို့သမီးဖြစ်ကြံရည်ရတယ်တစ်ဖက်ကသူတို့သားနဲ့အတိုင်းဝိုင်းကလည်းသူယူမဲ့မိန်းကလေးကအာနာဘကွက်သားမျိုးဆက်မှန်တီးကြရတော့ခါးသီးကုန်ကြတယ်နောက်ဆုံးတော့ညာနှင်းဟာရွာကနေစွန့်ခွာခွဲရတဲ့အထိပဲတစ်ဖက်ကမိဘတွေဖြစ်တဲ့ငမုံတို့မှာတော့မဲညိုဟာတေးတန်းပြန်လဲအပေးခံရပြီးငမုံကတော့နှစ်ကာလရှည်လျားလွန်းတဲ့ထောင်သွင်းအကျဉ်းချတာကိုခံရတယ်10နှစ်လောက်ကြာတဲ့အခါအကြောင်းကြောင့်ငမုံကထောင်နှံကပြန်လွတ်ခဲ့တယ်ဒီခါရွာကိုပြန်ပြီးအကြောင်းစုံသိရတဲ့အခါသမီးဖြစ်တဲ့မြာနှင်းကိုနေရအနှံ့လိုက်လံရှာဖွေတော့တာပါပဲဒီလိုရှာဖွေလိုက်တာ9နှစ်လောက်ကြာခဲ့ပြီတနေ့မှာတော့ငမုံဟာမြို့တစ်မြို့ကိုရောက်ခဲ့ပြီးမြာနှင်းရဲ့သတင်းစာနာကိုရရှိခဲ့တယ်မြာနှင်းကသမီးမိန်းကလေးတယောက်ရနေပြီး
အဲ့ဒီမျိုးမှာပြည့်တစားအလုပ်ကိုလုပ်ကိုင်နေတယ်တဲ့ငမုံဟာညာနှင်းရှိရာအရက်ကိုမရမကလိုက်ရှာပြီးသွားခဲ့တယ်ညာနှင်းစီကိုသူရောက်သွားခဲ့တယ်ဒီခါရင်နဲ့ကြာမြင်ကွင်းတစ်ခုကိုသူမြင်ရတယ်ညာနှင်းဟာယောက်ျားတစ်တိုက်ကြားမှာပလူးနေပြီးသူ့ရဲ့2 နှစ်အရွယ်ကလေးကိုတော့အကာအကွယ်မဲ့ပြီးအခင်းလေးတစ်ခုနဲ့အဆင်ပြေသလိုချသိပ်ထားတာကိုမြင်လိုက်ရတယ်ကလေးစီမှာမှတ်ချင်းတို့ကအပြည့်ပဲကြိုက်ခဲနေတယ်ငမုံလဲမြေးလေးအတွက်ရင်းနှီးရပြီးအပြေးပွေ့ချပြီးတော့ညာနှင်းတို့ကငမုံကိုမြင်ကုန်တယ်။သမီးညာနှင်းငမုံကသမီးရဲ့လို့ခေါ်လိုက်ပေမဲ့ညာနှင်းကလုံးဝမထူဘူး။သူ့ရဲ့အလုပ်ရှင်တို့ကိုတောင်းပန်ပြီးပြန်လွှတ်တယ်။ယောက်ျားတွေကလည်းမကြေမထမ်းဖြစ်ကြပေမဲ့ညာနှင်းကတောင်းပန်လို့မကတောင်းပန်တော့ပြန်ကုန်ကြတယ်။ညာနှင်းကအေးဆက်ဆက်မျက်နှာထားနဲ့သူ့အဖေငမုံစီကိုရောက်လာတယ်။ပြီးတော့ရှင်တို့လင်မယားကြောင့်ကျမဘဝကျမအသက်အလုံးစုံပျက်စီးခဲ့ရပြီအခုကျမကရှင်တို့ရဲ့သမီးမဟုတ်တော့ဘူးဒါကြောင့်အစားလိုချင်နေဆိုရင်ဒီကလေးကိုမွေးစားဖို့ခေါ်သွားလဲပါသမီးဒီကလေးကနင်းချမ်းမျိုးကမြို့ပိုင်ရဲ့သွေးသားပဲကလေးကိုကောင်းစားစေချင်နေဆိုရင်တော့သူ့အဖေကိုလိုက်ရှာပေးလိုက်ပါအမတ်သားအဖြစ်ကလေးလည်းပြင်းမှာဆွဲပေးထားတဲ့ဆွဲကြိုးကလေးကိုပြလိုက်ပေါ့ညာနှင်းကပြောပြီးတာနဲ့ထွက်သွားပါတယ်သမီးညာနှင်းငမုံတယောက်မြေးလေးကိုပွေ့ချရင်သမီးရဲ့လို့လှမ်းခေါ်တာပေမဲ့ညာနှင်းကတော့လုံးဝလှည့်မကြည့်ခဲ့ပါဘူးအဲ့ဒီနေ့ကစပြီးတော့ညာနှင်းဟာအခုချိန်ထိကိုမတွေ့ရတော့ပဲပျောက်ဆုံးသွားခဲ့ပါတယ်ဒါကတော့ခမရတို့သိချင်နေကြတဲ့ဘာကြီးမုံအကြောင်းပဲဆက်ပြောရမယ်ဆိုရင်တော့ဘာကြီးမုံဟာမကြေးအောင်ရဲ့အဖေကိုရှာဝေးဖို့အတွက်ဒီမျိုးကိုရောက်လာခဲ့တယ်ဆွဲကြိုးကလေးကိုပြပေမဲ့တစ်ဖက်ကလက်မခံဘူးအသက်ရည်ဖြစ်တယ်ဆိုပြီးသူ့တပည့်တွေနဲ့ဘာကြီးမုံတို့မြေးဖို့ကိုဝိုင်းရိုက်ကြတယ်။ဒဏ်ရာတွေနဲ့ဘာကြီးမုံဟာမိဘမဲ့သွားရတဲ့မြေးလေးတက်ကိုမခံစားနိုင်လောက်အောင်ပဲရင်နှစ်ကြေကွေရတယ်။ဒီကြားထဲမကြေးအုံကလေးကကန်ဆိုးပြန်တော့အသက်9 နှစ်မှအပြင်းဖြတ်ရကနေမျက်စိကွယ်သွားရတယ်။2 နှစ်လောက်ကိုရှိရာတွေရောင်းချပြီးစိတ်ကူးပေးပေမဲ့ပြန်လည်းမကောင်းလာဘူး။အဲ့ဒီချိန်မှာဘာကြီးမုံကအသက်က60ကျော်80နာကတ်နေပြီ။မြေးမလေးကိုခွန်ဆိုင်အားဆိုင်နဲ့လှုပ်ကြည့်ဖို့ကမစွမ်းသာတော့ဘူးလေ။ဒါနဲ့သူ့မှာရှိထားတဲ့နောက်ဆုံးလက်ကျန်ပစ္စည်းလေးတွေကိုထုခွဲရောင်းချပြီးမြို့အစွန်အဲ့ဒီနေရာမှာအဟောင်းဆိုင်လေးတည်လိုက်တယ်။ဘာကြီးမုံကစေတနာသိပ်ကောင်းတယ်။မိဘမဲ့ကလေးတွေကိုသူ့စီမှာခေါ်ယူမွေးစားတယ်လေ။သူ့ရှာဖွေလို့ရသမျှကိုကလေးတွေစီသူ့စွမ်းနိုင်သမျှဖြည့်ဆည်းပေးပြီးပြောအောင်ထားပေးတယ်။ဒါကတော့အခုလက်ရှိထိဘာကြီးမုံနဲ့ပတ်သက်တဲ့အကြောင်းပဲ။စိတ်ဝင်စားစရာကောင်းတယ်လို့စိတ်မကောင်းဖြစ်စရာတနာစရာလည်းကောင်းသားဗျ။ဥပထုကပြောလိုက်တယ်။တာနောကမကြေးအုံလေးကတော့အားလုံးထဲမှာတနာစရာအကောင်းဆုံးပါပဲ။တာနောကြီးကမကြေးအုံလေးကိုတကယ်တနာနေတဲ့ဟန်ရှိတယ်။မင်းကောင်ကမကြေးအုံလေးရဲ့အဖေကဒီမျိုးကမျိုးပိုင်းဆိုတော့အခုလက်ရှိလဲသူပဲလား။အခုလက်ရှိကဦးတစ်တင်မကြေးအုံအဖေကဦးထိန်ဝင်းနဲ့မျိုးပိုင်းဘဝကနေအနာယူပြီးမြေယာရှင်ကြီးအဖြစ်နေထိုင်နေတယ်။အော်ဒါနဲ့ကံမြင့်ဥပထုကကံမြင့်ကိုအခေါ်ရှိလိုက်တယ်။ဟုတ်ကဲ့နောင်ကြီးကျုပ်နားမလဲတာတခုတော့ရှိနေမိတယ်။ဘာများလဲ။ဘာလဲဆိုတော့ကွာမကြေးအုံလေးရဲ့အမေမမြနှင်းကပြည့်တစားအလုပ်ကိုလုပ်နေပါရဲ့နဲ့မြို့ပိုင်ဦးထိန်လင်းကမှကြေးအုံလေးရဲ့အဖေပါလို့အတီလင်းပြောရတာလေ။ဥပထုရဲ့စကားမှာတော့ကံမြင့်က6ကက်ကက်ရဲလိုက်တယ်။ကံမြင့်မင်းရေပုံကတမျိုးပဲအကြောင်းတော်ရှိမယ်ထင်တယ်။ထာနောကသတိချက်လိုက်ရင်ကံမြင့်ကိုမေးခွန်းမှထုတ်လိုက်တယ်။အဲ့ဒီအရာကဘယ်သူမှမသိသေးတဲ့လျှို့ဝှက်ချက်တစ်ခုဗျ။ရုပ်စွာအစုံဘာကြီးမုံတောင်မသိသေးတဲ့အရာပေါ့။ဘယ်လိုလျှို့ဝှက်ချက်လဲ။မင်းကောင်တို့စိတ်ဝင်စားစွန်းလို့မေးခွန်းထုတ်မိကြရတယ်။ညာနဲ့မျိုးစီကိုရောက်ပြီးချိန်မှာသူ့ကိုမိဘအရင်လိုစောင့်ရှောက်ပေးတဲ့ထမင်းရောက်တဲ့လင်းများစီရောက်ခဲ့တယ်။အဲ့ဒီမှာမြို့ပိုင်မင်းဖြစ်လူဖြစ်ခင်ဦးထိန်လင်းကညာနှင်းကိုတွေ့သွားတယ်။အချိန်ချင်းလာရောက်ရင်ခင်မင်မှုကိုယူတယ်။အချစ်ကိုယူတယ်။ကာမကိုလည်းယူသွားတယ်။နောက်ဆုံးညာနှင်းမှာကိုဝင်ရှိချိန်လဲကြာကောဦးထိန်လင်းကသူ့ယာရုတက်မဲ့အရေးကိုထိခိုက်လာမှဆိုပြီးဘူးခံညင်းတော့တာပဲ။ညာနှင်းရဲ့မွေးဖွားတွေကတရားစွဲဆိုဖို့တိုင်ကြတော့အတရေဖြစ်တယ်ဆိုပြီးတိုင်ကြချက်ပြန်ဖွင့်တယ်။ပြီးတော့ညဘက်ကြီးဆိုင်ကိုမိရှုလင်းမယားနှစ်ယောက်ကိုတတ်တယ်။ညာနှင်းကိုလည်းအဲ့ဒီညမှာပဲဖမ်းဆီးပြီးပြည့်တစားအဖြစ်ရောင်းချလိုက်တော့တာပါပဲ။ဟာရုပ်မာလိုက်တာ။ဒီလူကိုလူလို့တောင်ခေါ်ဖို့မသင့်ပါလား။
အဲ့ဒီကနေနောက်ဆက်တွဲကိစ္စတွေရှိနေသေးတယ်ဘာတွေလဲဒေါ်မြနှင်းဟာလည်းဥထိန်လေးလက်ချက်နဲ့တည်သွားရတယ်ဆိုတာဘလို့ဟုတ်တယ်ဘာကြီးမုံတို့မြေးဖို့ကိုရိုက်နှက်လွတ်တဲ့ကြောင်းကိုဒေါ်မြနှင်းကြတော့ဥထိန်လင်းအပေါ်မုံတရင်ဆွဲစိတ်ကပုံမခါသီးလာရတော့တာပဲဒါကြောင့်ဒေါ်မြနှင်းဟာဥထိန်လင်းအိမ်ကိုဝင်ပြီးလှုပ်ကြံမှုစူးစမ်းတယ်ကံမကောင်းလေတော့ဥထိန်လင်းကဒေါ်မြနှင်းကိုဖမ်းမိသွားတယ်ဥထိန်လင်းကအဲ့ဒီအချိန်မြို့ပိုင်းဆိုတော့လူသက်သမားရဲ့လို့ခေါင်းစစ်တက်ပြီးနေရာမှာတင်ဒေါ်မြနှင်းကိုတနက်နဲ့ပြစ်တက်ခဲ့တယ်တရင်ကိုတော့ဖုံးကွယ်ထားလိုက်တော့ဒီကိစ္စကိုဘယ်သူမှမသိလိုက်ဘူးဒီကိစ္စကိုဘာကြီးမုံတို့တောင်အခုထိမသိကြဘူးတော်တော်ကိုဆိုးရွားလုံးတဲ့လူပါလားမင်းကောင်တို့ဥထိန်လင်းဆိုတဲ့လူပေါ်ကိုယွန်းရှာမုံတီးသွားကြတယ်ဒါနဲ့ဘာကြီးမုံတော်မသိဘူးဆိုတဲ့ဒီအကြောင်းတွေကိုခမည်းကဘလို့ကြောက်မြန်သိနေရတာလဲဒီလက်ဟာမှုကိုသတိထားမိသူမင်းကောင်ကမေးလိုက်တယ်ကျုပ်စုံစမ်းထားတဲ့အရာတွေမို့ပါပဲခမည်းကစုံစမ်းတယ်ဒါနဲ့ခမည်းကစုံတော့လားကျုပ်ကစုံတော့မဟုတ်ပါဘူးဒါပေမဲ့တန်ရောစင်တရားကြောင့်လက်တုံပြန်ဖို့စူးစမ်းနေသူပါဘာကိုပြောချင်တာလဲကျုပ်ကိုဘာကြီးမုံကမွေးစားခဲ့တယ်မကြေးအောင်ကိုကျုပ်နှစ်မလေးတယောက်လိုတန်ရောစင်ကြီးခဲ့ရတယ်မကြေးအောင်ရဲ့ဘဝကိုသိရတော့မိဘမဲ့ချင်းတူပေမဲ့သူမကိုပို့ပြီးတနာခဲ့ရတယ်ဒါကြောင့်လဲကျုပ်ကလိုက်ပြီးစုံစမ်းနေခဲ့တာပေါ့ကိုကမြင့်မကြေးအောင်တော့ကိုခမရဘလို့ဖြစ်စေချင်မိတယ်လဲအရင်ကတော့မကြေးအောင်ကိုတမိအဖြစ်လက်ခံပေးစေရင်ရပါပြီဒါပေမဲ့အခုတော့အဲ့ဒီလူယုံမာကိုအသေးတက်ချင်စိတ်ကလွဲပြီးတခြားရှိမနေတော့ဘူးဘာကြောင့်လဲဆိုတော့ဒီလူဟာအခုလက်ရှိမှာတခြားသောမိမငယ်တယောက်တယောက်မဟုတ်ဘူး၃ယောက်တိတိကိုငွေနဲ့ပေါက်ပြီးအရယူထားတယ်အဲ့ဒီလိုအရယူမှုမှာကျုပ်အတိတွေကလင်းရှိမရတယောက်လဲပါတယ်လင်းဖြစ်သူကတော့သူတို့လို့ထောင်နှန်းဆန်သွားရပြီဦးထိန်လင်းကသူ့မရလို့သူ့လင်းလှန်နဲ့ထိုးလှုပ်သွားခဲ့တာပဲဒီလူယုံမာကိုစုံမဖို့အတွက်ကျုပ်တို့ခမည်းကိုကူညီနိုင်မယ်ဆိုကူညီပါမယ်ကိုကမြင့်ခမည်းတို့ကဘလို့ကူညီနိုင်မှာလဲကျုပ်ကအဲ့ဒီလူကိုတက်ပစ်ချင်တာဗျခမည်းသေးသေးချင်းရင်တက်ပြမှာပေါ့ဗျာဒီလိုလူတယောက်ကလောကမှာမရှိတဲ့လူဆိုတော့တက်ကိုတက်ပစ်တဲ့လူတယောက်ပဲမဟုတ်လားမင်းကောင်ကပြောလိုက်တယ်ဥပါထုနဲ့တာနောတို့ကမင်းကောင်ကိုလှမ်းကြည့်ကြတယ်တာနောကမင်းကောင်ကိုတစုံတစ်ခုလှမ်းပြောဖို့ရဟန်ပြလိုက်တယ်ဒါပေမဲ့လည်းဥပါထုကတာနောကိုတားမြစ်လိုက်လေရဲ့ညနေချိန်မီးတွေထိန်ကြီးနေတဲ့လူကုန်ထန်အိမ်ကြီးစီကိုမင်းကောင်နဲ့ကံမြင့်တို့မျက်နှာဖုံးများကိုစီတက်ပြီးချင်းကပ်လာကြတယ်မြို့ပိုင်အဟောင်းဆိုတော့ပလိတ်အနှဲငယ်စောင့်ကြက်ရှိတယ်မင်းကောင်ကခြံကြီးရဲ့အခြေအနေကိုမသိတော့ကံမြင့်ဥဆောင်ရတိုင်းသွားရတယ်ဟေ့ဘာတူလဲရုတ်တရက်ထင်မှတ်မထားပဲအဆောင်၃ယောက်နဲ့ပက်ပင်းတိုးလေတယ်ကံမြင့်ကလူကြုံဝင်သွားလေတော့အဆောင်တွေရဲ့လျှက်တစ်ပြက်ဖမ်းဆီးတာကိုခံလိုက်ရတယ်မင်းကောင်ကတော့ချက်ချင်းတုံ့ပြန်တိုက်ခိုက်တယ်စူညံတန်တွေကြောင့်အခြားနေရာတွေကအဆောင်တွေပါစုဝေးရောက်ရှိလာကြကုန်တယ်တိုက်ခိုက်မှုတွေဖြစ်ကြရလေပြီးမင်းကောင်ကသူ့မူဟန်အတိုင်းအလင်းမြန်တိုက်ခိုက်တယ်ရှောင်းနဲ့တိန်းနဲ့ခုံနဲ့ကန်တယ်မင်းကောင်ကိုလူ၄၅ယောက်တိုက်ခိုက်တာတောင်မရမှန်းတစ်ဖက်ကသိလာတယ်တန်ရတန်ချက်ရပြီးလဲနေသူတွေလည်း၃-၄ယောက်မကတော့ဘူးလေဟဲ့ကောင်မင်းရက်လိုက်စမ်းမရရင်ဒီကောင်ကိုဒီမှာတွေ့လားကံမြင့်ကိုတနက်နဲ့ထောက်ပြီးမင်းကောင်ကိုအကြက်ကင်လေပြီမင်းကောင်လှုပ်ရှားမှုထပ်ပြီးလှုပ်လိုက်ရင်တကယ်ပြစ်မဲ့အသွင်ရှိတယ်ကောင်းပြီလေမင်းကောင်ဓာတ်ကိုချလိုက်တယ်အဖမ်းခံလိုက်တယ်သူတို့နှစ်ယောက်ကိုကျိုးနဲ့တုပ်ပြီးအိမ်ထဲကိုခေါ်ဆောင်သွားကြတယ်အိမ်ထဲရောက်တော့ဦးထိန်လင်းကခုံတလုံးမှာမိမ့်မိန်ကြီးထိုင်ပြီးဘဲကကောင်းနေလဲပုံစံကြည့်ရတာတော့တာမန်တခိုးတွေမဟုတ်ဘူးလူသက်သမားတွေဖြစ်ဖို့များတယ်ညနေဖုံးကိုချွတ်ကြည့်စမ်းကွာမင်းကောင်တို့ကိုညနေဖုံးချွတ်လိုက်ကြတယ်ဟင်မင်းကဦးထိန်လင်းဟာကံမြင့်ကိုမြင်တော့ဘလူးတစ်ပတ်တရာကောင်ကိုမြင်ရတဲ့အလားပဲကံမြင့်ကဦးထိန်လင်းရဲ့မျက်နှာကိုစိတ်စိတ်ကြည့်ပြီးဟက်ဟက်ပက်ပက်ရဲလိုက်တယ်ဘလို့လဲကျုပ်ကိုသားအဖြစ်မလက်မခံခဲ့တဲ့ခမကြီးအခုရောဘလို့လဲကျုပ်အဲ့ဒီတော့ငါပြောခဲ့တယ်အကြောက်တရားကခမကိုအမြဲတမ်းချိန်ချောင်းနေလိမ့်မယ်ဆိုတာကိုခမမှတ်မကောမှတ်မိလားဒီတစ်ခါခမစီကိုကျုပ်ရောက်လာရတာကတော့အရင်တစ်ခါလိုသားတယောက်အဖြစ်နဲ့မဟုတ်ဘူးနော်ဦးထိန်လင်းကံမြင့်ရဲ့စကားတွေပေါ်မှာမင်းကောင်မျက်စိလဲသွားရတယ်ကံမြင့်မင်းတို့ကကျုပ်တို့ကတားအဖတွေကပဲကိုမင်းကောင်ကျုပ်လဲမကြေးအောင်လိုပါပဲကျုပ်နဲ့မကြေးအောင်ကအဖေတို့အမေကွဲမောင်နှမတွေကျုပ်သားတယောက်အဖြစ်နဲ့ဒီလူကြီးစီကိုလာခဲ့တယ်ဒီလူကြီးကညှင်းဆန်တယ်ရိုက်ပို့လွတ်တယ်
အခုဒီလူကြီးရဲ့သားအဖြစ်နဲ့ကျုပ်လာခဲ့တာမဟုတ်ဘူးဒီလူကြီးရဲ့သေမင်းအဖြစ်နဲ့ကျုပ်လာခဲ့တာပဲကံမြင့်တော်သားလေးမင်းကတိတ်ကိုရဲစရာကောင်းတာပဲမင်းကိုသားအဖြစ်လက်မခံတာနဲ့ပဲမင်းကငါ့ကိုတတ်မယ်ပေါ့ဟုတ်လားရဲစရာကောင်းလိုက်တာကွာကျုပ်အတွက်နဲ့ခမားကိုတတ်မှာမဟုတ်ဘူးဘာကြီးမှုံနဲ့မကြေးအောင်တို့အတွက်ခမားကိုကျုပ်ကတတ်ချင်တာဘာကြီးမှုံနဲ့မကြေးအောင်အဲ့ဒါဘယ်သူတွေလဲငါတို့ကိုမသိဘူးခမားကပြုတ်သူဆိုတော့ဘယ်မှတ်မိမလဲဗျာလွန်ခဲ့တဲ့10နှစ်ကျော်ကခမားရက်ဆက်ဆက်ရိုက်ပို့လွှတ်လိုက်တဲ့မြေအဖိုးမကြေးအောင်ဆိုတာခမားကြောင့်ပြည့်တစားဘွားကိုရောက်သွားခဲ့ရတဲ့ဒေါ်မြနှင်းရဲ့သမီးပဲခမားကိုယ်တိုင်တနက်နဲ့ပြစ်ခတ်တက်ဖြတ်လိုက်တဲ့ဒေါ်မြနှင်းကိုတော့ခမားမမေ့တော့ဘူးလို့ကြုတ်ထင်တယ်ညာနေဦးထိန်လင်းအန်အောမင်တက်ရပြီးထိုင်ကုန်စီမှာပြန်ထိုင်ကျသွားရတယ်ခမားအကုန်မှတ်မိသွားပြီထင်တယ်ငါအကုန်မှတ်မိပြီမှတ်မိတယ်ဆိုခမားကြီးသိပြီတော့ပြောပြီးတာနဲ့ဘယ်ချိန်ကလေးကကျိုးကိုဖြေထားပြီးတယ်မသိတဲ့ကံမြင့်ဟာဦးထိန်လင်းစီကိုခုံဝင်ပြီးတိုက်ခိုက်လေတယ်ဦးထိန်လင်းကအလန်တကြားနဲ့အနောက်ကိုဆုတ်လိုက်သလိုနဘေးမှာရှိတဲ့ဦးထိန်လင်းဘက်ကလူတွေကကံမြင့်ကိုဝင်ရောက်တိုက်ခိုက်ကြတယ်မင်းကောင်လည်းကျိုးတုတ်ထားရက်ကနေထခုံလိုက်တယ်လူတရက်လောက်ကိုမြောက်တက်သွားပြီးပြန်ကြချိန်မှာတော့နီးစက်ရာကလူတို့ကိုခြေနဲ့ဝိုက်ကန်တယ်အိမ်အတွင်းမှာတိုက်ပွဲတစ်ခုဖြစ်ပေါ်လာတယ်အခြေအနေကရုပ်တဲတဲနဲ့အားလုံးရှုပ်ထွေးလို့မင်းကောင်ကအနီးဝန်းကျင်ကလူတိုင်းကိုတစ်ချက်ထိတစ်ချက်လဲဖြစ်အောင်တိုက်ခိုက်နေတယ်အတော်များများလဲကြကုန်ပြီးပြန်မထနိုင်တော့ဘူးဒီလိုဖြစ်နေတဲ့အချိန်ရုတ်တရက်တနက်တန်တစ်ခုထွက်ပေါ်လာတယ်ကံမြင့်တယောက်ရင်ဘက်ပွင့်ထွက်ပြီးခွေကနေလဲကြရလေတယ်တနက်ပစ်သူကဦးထိန်လင်းငါအသက်ကိုရန်ရှာလာရင်တော့သားလဲရန်သူအဖေလဲရန်သူပဲဦးထိန်လင်းနှုတ်ကနေအယုတယောက်လိုပဲရေရွတ်လိုက်တယ်မင်းကောင်ကံမြင့်စီကိုပြေးခုံဝင်လိုက်တယ်ကံမြင့်မင်းကောင်ကံမြင့်စီကိုရောက်ပြီးပွေ့မဲ့ကြမ်းလိုက်ချိန်ဦးထိန်လင်းရဲ့တနက်ပြောင်းကမင်းကောင်စီကိုထိုးချိန်လာတယ်လေကိုခွင်းကလွင့်ပြန်လာတဲ့ဓမြောင်တစ်ချောင်းဒီဓမြောင်ကဦးထိန်လင်းရဲ့ရင်မုံနှလုံးနေရာကိုတဆုံထိုးဝင်ဆိုင်သွားခဲ့တယ်ဦးထိန်လင်းစီကညီးသွားတဲ့သူ့ရင်ဘက်ကစိုက်နေတဲ့ဓာတ်ကိုမယုံသင်္ကာနဲ့ကြည့်နေတယ်ပြီးတော့အလွန်မင်းခြောက်ချားသွားပုံရပြီးမျက်ပြူးဆံပြဖြစ်ရင်ဒူးထောက်လဲကြတယ်ပြီးတော့နောက်ဆုံးခွန်အားကိုစုစည်းရင်မင်းကောင်စီကိုတနက်ထိုးချိန်လိုက်တယ်နောက်ထပ်လွင့်ပြန်လာတဲ့ဓမြောင်တစ်ချောင်းဒီဓမြောင်ကတော့ဦးထိန်လင်းရဲ့မျက်စိအနာကနေခေါင်းထဲကိုထိုးဝင်ဆိုင်သွားတယ်ဦးထိန်လင်းမချိမဆက်ညီးတွားရင်အရှိကိုဟက်လျားထိုးလဲကျသွားလေတယ်မင်းကောင်မင်းကိုထိခိုက်မိသေးလားမင်းကောင်ရဲ့အနောက်ကိုရောက်လာကြတဲ့တာနောနဲ့ဥပထုမင်းကောင်ကခေါင်းကိုရမ်းခါပြလိုက်တယ်ပြီးတော့ကံမြင့်စီကိုစိတ်မကောင်းခြင်းများစွာနဲ့ကြည့်မိလိုက်ပါရဲ့မနက်လင်းချိန်မြို့တစ်မြို့လုံးမြို့ပိုင်မင်းအဟောင်းဖြစ်သူဦးထိန်လင်းအိမ်ကြီးမီးလောင်ပြီးလူတွေလည်းတေဆုံးနေတဲ့အကြောင်းကိုပြောဆိုနေကြတယ်ဒီလိုချိန်မြို့အစွန်ဘက်ရဲ့တဲစုကလေးစီမှာတော့အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ကံမြင့်ရဲ့အလောင်းနဲ့နဘေးကတန်ဖိုးကြီးလက်ဝတ်ရတနာများပါဝင်တဲ့အထုပ်တစ်ထုပ်အဲ့ဒီနာမှာဘာကြီးမုံနဲ့မကြေးအောင်တို့ကမျက်ရည်တွေနဲ့ရှိနေကြလေရဲ့ဘာကြီးမုံလက်ထဲမှာတော့ကံမြင့်ရဲ့အလောင်းစီကနေရရှိခဲ့တဲ့စာလေးတစ်စောင်ကိုကင်ဆောင်ထားပါတယ်အဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေရှင်